Hello မင်္ဂလာပါ 7day.a1 second ကြီးကြိုဆိုပါရစေ။ဒီနေ့ကတော့3မိနစ်အမြန် Telegram channel တိုင်း monetization ငွေရှာလို့ရတယ်ဆိုတဲ့နည်းလမ်းလေးကိုပြပြသွားမှာဖြစ်ပါတယ်။ဆိုတော့3မိနစ်ပဲဆိုတော့ကျွန်တော်တို့အရင်ဆုံး account ဖွင့်ဖို့အတွက်လုပ်လိုက်ရအောင်။ကျွန်တော်တို့အရင်ဆုံး account စဖွင့်ကြမယ်။ဆိုတော့ 7day.a1 ဆိုလို့ browser တစ်ခုမှာဝင်ပါပြီးပြီဆိုလို့ရှိရင်ညာဘက်မှာရှိတဲ့ menu အတုံးတုံးနေပါပြီးပြီဆိုရင် sign up ကိုသွားပါ။ sign up ကိုသွားပြီးလို့ရှိရင်ဒီမှာ username တစ်ခုထည့်ပါ။ကျွန်တော်ကတော့နမူနာပြတာဖြစ်တဲ့အတွက်နမူနာနာမည်တွေပဲရေးပါမယ်ဆိုတော့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်email ထည့်မယ်ပေါ့နော် email ဆိုလို့ရှိရင်လည်းကိုယ်မှရှိတဲ့လက်ရှိသုံးနေတဲ့ email ကိုထည့်ပေးပါကျွန်တော်ကတော့အဆင်ပြေ email ကိုထည့်ပါမယ် password ကိုလည်းကိုယ်ပိုင် password ကိုရိုက်ထည့်ပေးပါအကောင့်ဖွင့်တာကတော့လွယ်ပါတယ်ဒါပါပဲဘာမှအချက်လက်တွေဖြည့်စရာမလိုပါဘူးဆိုတော့အမ I agree tenant or you and privacy policy ဆိုတော့နေပြပါပြီးရင် register ကိုနေလိုက်ပါ Okay account created ဖြစ်သွားပြီဝင်ကြည့်ကြည့်မယ်ပေါ့နော် PURMADHATIN@gmail.com ဆိုတော့ account ကရပါပြီ verify လုပ်စရာမလိုပါဘူးဆိုတော့ password ကိုကျွန်တော်တို့ save လုပ်ထားလိုက်ပါpassword ကို save လုပ်ထားပါပြီးပြီဆိုရှင်ကျွန်တော်တို့ဒီမှာ menu Telegram channel ပေါ့နော်ကိုယ့်ရဲ့ Telegram channel ကဥပမာ t.me ပေါ့နော် copy ကူးလာခဲ့ပါကျွန်တော်ကတော့ဒါနမူနာလေးဆိုတော့ကျွန်တော်ရှောက်ရေးလိုက်တာဖြစ်ပါတယ်abcchal channel ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာ shop term ဆိုတာရှိပါတယ် okay အဲဒီ shop term ကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုး link လေးတစ်ခုရပါတယ် 7day.a1pgh.maz0 ဆိုပြီးရပါတယ်အဲ့ဒီ link ကိုကျွန်တော်တို့ကကိုယ့်ရဲ့ audience တွေရှိကို Facebook fan တွေရှိကို share ပေးရမှာပဲဖြစ်ပါတယ်ဒါလေးပါပဲဆိုတော့ဒီလို link လေးကိုတခြားသူတွေကနေဝင်ကြည့်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရပါမယ်ဆိုတော့ Telegram channel ကို Facebook ပေါ်မှာဒီတိုင်း share နေရဆိုလို့ရှိရင်ဒေါ်လာမရပါဘူး7day.a1 မှာ account ဖွင့်ပြီးတော့ Telegram channel ကို link အတူလေးထုတ်ပြီးတော့Facebook မှာပြန် share မယ်ဆိုလို့ရှိရင် viewer တွေများလာတယ်များဝင်ငွေရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီ link လေးကိုချက်ကြည့်ကြမှာเนาะကျွန်တော် copy ယူလိုက်မယ် copy ယူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာနမူနာကြည့်မယ်ပေါ့နော်ဘယ်လိုလေးလဲဆိုတော့ user တွေကိုလည်းအကြည့်နေလေးပြပြပြီးလို့ရတယ်ပေါ့နော်ဒီမှာ click here to continue ကိုနှိပ်ပြီးဆက်သွားပါမြန်မာလိုရေးထားပေးပါတယ်ဆိုတော့ဒါ user တွေကြည့်ရမယ်ပိုင်းပေါ့နော်နောက်တစ်ခု click here to continue ကိုနှိပ်ပြီးတော့ဆက်သွားမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ continue ဆိုရှိရပါတော့ပြီးပြီဆိုရင် continue okay ခဏစောင့်ပြီးလို့ရှိရင်ဒီမှာ please wait နေရာမှာ keep link ကိုနှိပ်ပြီးလို့ရှိရင်ကိုသွားစေချင်တဲ့ Telegram channel link ကိုရောက်ပြီပေါ့နော်ဆိုတော့ဒီအရင်းပိတ်ပြလိုက်ပါ okay Telegram channel link ကိုရောက်ပါပြီဒါပါပဲကျေးဇူးတင်ပါတယ်